Microsoft ရဲ့ပူးတွဲတည်ထောင်သူ Bill Gates ကတော့ AI ခေတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ခန့်မှန်းချက်တစ်ခုကိုပြောကြားလိုက်ပါတယ်။သူကလာမယ့်မကြာခင်နှစ်တွေအတွင်းမှာပဲ AI ဟာအဓိကကျတဲ့နယ်ပယ်တွေကကျွမ်းကျင်သူတွေကိုအစားထိုးသွားလိမ့်မယ်လို့ဆိုပါတယ်။မကြာသေးခင်ကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာသူကနောက်10နှစ်အတွင်းမှာ AI ကိုအခြေခံထားတဲ့သင်ကြားပြသပေးမဲ့ဆရာတွေနဲ့ဆေးဘက်ဆိုင်ရာအကြံပေးတွေဟာလူတိုင်းအတွက်အလွယ်တကူရရှိနိုင်မဲ့စံနှုန်းတစ်ခုဖြစ်လာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအသွင်ကူးပြောင်းမှုဟာအခွင့်အလမ်းတွေရောစိန်ခေါ်မှုတွေကိုပါတပြိုင်နက်တည်းယူဆောင်လာနိုင်တယ်လို့လည်းသူကထောက်ပြပါတယ်။သူကမကြာခင်မှာပဲ AI ဟာသင်ကြားပြသခြင်းနဲ့စေဝါကူတာခြင်းလိုမျိုးလူသားတွေရဲ့အဓိကလှုပ်ဆောင်ချက်တွေကိုတာဝန်ယူလှုပ်ဆောင်သွားလိမ့်မယ်လို့လည်းကြိုတင်ခန့်မှန်းထားပါတယ်။ The In-Wine Post ရဲ့ဖော်ပြချက်အရ Bill Gates ကနောက်10နှစ်အတွင်းမှာ AI ဟာဆရာဝန်တွေနဲ့ဆရာမတွေကိုအစားထိုးသွားမှာဖြစ်ပြီးအများစုကိစ္စတွေအတွက်လူသားတွေမလိုအပ်တော့ဘူးလို့လည်းပြောကြားခဲ့ပါတယ်။ဒါဆိုရင် AI ဟာဆရာဝန်တွေနဲ့ဆရာမတွေကိုလုံးဝအစားထိုးသွားနိုင်ပါမလား။ Bill Gates ရဲ့အဆိုအရ AI နည်းပညာဟာအင်မတန်လျင်မြန်စွာတိုးတက်လာတာကြောင့်လာမယ့်10နှစ်တောင်မပြည့်ခင်မှာပဲပညာရေးနဲ့စေဝါကူတာရေးအပါအဝင်ရိုးရာအလုပ်တော်တော်များများမှာလူသားတွေရဲ့အခန်းကဏ္ဍဟာတိတိကျကျလျော့နည်းသွားနိုင်ပါတယ်။သူဟာမကြာသေးခင်က NBC ရုပ်သံရဲ့ The Tonight Show အစီအစဉ်မှာဟာသားတရုပ်ဆောင် Jimmy Fallon နဲ့စကားပြောခဲ့ပြီးအဲ့ဒီမှာသူက AI နည်းပညာဟာလက်ရှိမှာကျွမ်းကျင်တဲ့လူသားတွေရဲ့အရေးချင်းလိုအပ်တဲ့အလုပ်တွေကိုအလွယ်တကူလုပ်ဆောင်နိုင်မဲ့အနာဂတ်ကိုပုံဖော်ပြခဲ့ပါတယ်။ဒါကြောင့်အများစုကိစ္စတွေအတွက်လူသားတွေမလိုအပ်တော့ဘူးလို့လည်းသူကဆိုပါတယ်။ Bill Gates ကစေပညာနဲ့ပညာရေးလိုမျိုးဘာသာရပ်တွေမှာကျွမ်းကျင်မှုဟာအခုချိန်ထိရှားပါးနေသေးပြီးဒီနယ်ပယ်တွေဟာတော်တဲ့ဆရာဝန်ဒါမှမဟုတ်တော်တဲ့ဆရာမတွေကိုအားကိုးနေရတယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Bill Gates ကနောက်10နှစ်အတွင်းမှာအရေးသွေးကောင်းတဲ့ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေနဲ့အရေးသွေးကောင်းတဲ့သင်ကြားပြသမှုတွေဟာအခမဲ့နဲ့အလွယ်တကူရရှိနိုင်လာလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဒါဆိုရင် AI ဟာနေ့စဉ်ဘဝကိုဘယ်လိုပြောင်းလဲသွားစေနိုင်မလဲ။ပျော်ရွှင်မှုဆိုင်ရာလေ့လာမှုတွေနဲ့လူသိများတဲ့ Harvard ပါမောက္ခ Arthur Brooks နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Bill Gates ကအခမဲ့ဉာဏ်ရည်တုလို့သူခေါ်တဲ့ခေတ်သစ်ရဲ့ယူပါယုံကြောင်းကိုပိုပြီးအသေးစိတ်ပြောကြားခဲ့ပါတယ်။သူ့ရဲ့အဆိုအရ AI ဟာနေ့စဉ်ဘဝတွေကိုတဖြည်းဖြည်းပိုမိုရောနှောပါဝင်လာပြီးကျန်းမာရေးစောင့်ရှောက်မှုနဲ့ယောဂရှာဖွေခြင်းကနေပညာရေးထိအရာအလုံးကိုပြောင်းလဲသွားစေမှာဖြစ်ပါတယ်။မကြာခင်မှာ AI ဆရာတွေဟာလူတိုင်းအတွက်အလွယ်တကူရရှိနိုင်လာမှာပါ။ Bill Gates က Arthur Brooks ကိုဒါဟာတကယ်ကိုနည်းနည်းတောင်ကြောက်စရာကောင်းပါတယ်။ဘာလို့လဲဆိုတော့ဒါဟာအယမ်းမြန်ဖြစ်ပျက်နေပြီးအဆုံးသတ်မရှိဘူးလို့ပြောကြားခဲ့ပါတယ်။အနာဂတ် AI ဦးဆောင်တဲ့လူဖွဲ့စည်းမှာလူသားတွေရဲ့အခန်းကဏ္ဍဟာဘာဖြစ်လာမလဲဆိုတာနဲ့ပတ်သက်ပြီးအခုချိန်မှာအတော်လေးအငင်းပွားနေကြပါတယ်။လေ့လာသုံးသပ်သူတချို့က AI ဟာလူသားတွေရဲ့ထုတ်လုပ်မှုကိုအဓိကတိုးမြင့်ပေးပြီးအလောက်ကိုင်တစ်တွေနဲ့စီးပွားရေးအခွင့်အလမ်းတွေကိုဖန်တီးပေးနိုင်တယ်လို့ယုံကြည်ကြပေမဲ့တချို့ကတော့အလောက်ကိုင်တည်ငြိမ်မှုအတွက်စိုးရိမ်နေကြပါတယ်။ဒါဆိုရင် AI ကအစားမထိုးနိုင်တဲ့အလုပ်တွေရောရှိသေးလား။ Bill Gates က AI ရဲ့ဖွံ့ဖြိုးတိုးတက်မှုနှုန်းနဲ့ပတ်သက်ပြီးစိုးရိမ်စရာကောင်းတဲ့အကြောင်းပြချက်တွေရှိတယ်ဆိုတာကိုဝန်ခံပါတယ်။သူကအခုကုမ္ပဏီတစ်ခုစထောင်မယ်ဆိုရင် AI ကိုဗဟိုပြုတဲ့လုပ်ငန်းတစ်ခုကိုလုပ်ကင်သွားမယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့သူကဖျော်ဖြေရေးလုပ်ငန်းတွေလိုမျိုးလူသားတွေအတွက်တည်တံ့ထားရှိမဲ့အရာတချို့အမြဲတမ်းရှိနေမယ်လို့လည်းပြောကြားခဲ့ပါတယ်။ The In-Wine Post ရဲ့ဖော်ပြချက်အရ Gates ကကျွန်တော်တို့ကိုယ်တိုင်အတွက်တည်တံ့ထားမဲ့အရာတချို့ရှိနေလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ဒါဆိုရင် AI ဟာဆရာဝန်တွေနဲ့ဆရာမတွေကိုတကယ်ပဲအစားထိုးသွားမှာလား။ Bill Gates က AI ဟာသင်ကြားပြသပေးမဲ့ဆရာတွေနဲ့ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာအကြံဉာဏ်တွေလိုမျိုးနယ်ပယ်တွေမှာလူသားကျွမ်းကျင်သူတွေရဲ့လိုအပ်မှုကိုလျှော့ချပေးပြီးဒီဝန်ဆောင်မှုတွေကိုပိုမိုရရှိနိုင်အောင်လှုံ့ဆော်ပေးလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပညာရေးရဲ့အချို့သောကဏ္ဍတွေမှာတော့လူသားတွေရဲ့ထိတွေ့ဆက်ဆံမှုလိုအပ်နိုင်ပါသေးတယ်။ AI ရဲ့လျင်မြန်တဲ့တိုးတက်မှုဟာလူသားတွေရဲ့အလုပ်ကိုင်ကိုချိန်ချောက်နေပါသလား။ Gates က AI ဟာအလုပ်ကိုင်အများအပြားကိုအစားထိုးသွားမယ်ဆိုတာကိုဝန်ခံပေမဲ့အခွင့်အလမ်းသစ်တွေကိုလည်းဖန်တီးပေးလိမ့်မယ်လို့သူကယုံကြည်ပါတယ်။ AI ဟာအလုပ်ကိုင်တွေကိုဖယ်ရှားပစ်နိုင်ပေမဲ့လည်းကဏ္ဍအသီးသီးမှာထုတ်လုပ်မှုကိုတိုးမြင့်ပေးနိုင်ပြီးတီထွင်ဆန်းသစ်မှုတွေကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်။ဒါကတော့ Bill Gates ရဲ့ AI နဲ့ပတ်သက်တဲ့ခန့်မှန်းချက်ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။